laptop ဝယ်ရင် Intel လား AMD Ryzen လားမိတ်ဆွေအနေနဲ့ဘယ် CPU ကိုသုံးအောင်မလဲဆိုတာကိုရွေးချယ်ရခက်နေပြီလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ပါဒီဗီဒီယိုလေးမှာကျွန်တော်ကတော့ AMD Ryzen အကြောင်းကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ခုနောက်ပိုင်းမှာ laptop ဝယ်လာလို့ရှိရင် laptop တွေမှာလူပြောအများဆုံးဒီ AMD Ryzen အကြောင်းကိုကျွန်တော်တို့ဒီစူးစီးပြီးတော့ကျွန်တော်ဗီဒီယိုလေးထဲမှာကျွန်တော်ဖော်ပြပေးလိုက်ပါတယ်ဆိုတော့အခု AMD ကအရင် AMD နဲ့မတူတော့ဘူးဗျဆိုတော့ဟုတ်ပြီဘာတွေမတူဘူးလဲဘာတွေမတူတော့ဘူးလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်အောင်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော် multitasking ကိုကျွန်တော်ပြောပြပေးခြင်းတယ်သူရဲ့ multitasking ကကျွန်တော်တို့ဒီ runner swim လားဒီ game ဆိုရင်လည်းကျွန်တော် stream လား coding ရေးမလားဒီ track ကိုအားကောင်းကောင်းနဲ့တပြိုင်နက်တည်းအလုပ်မျိုးစုံ multitasking ကိုလုံလာနိုင်တဲ့အတွက်ကိုစက်ကမလေးဘဲနဲ့သူကချောချောမုံမိတ်နဲ့ကျွန်တော်လှုပ်ဆောင်လိုက်တိုင်းနဲ့နောက်တစ်ခုက battery life က battery efficiency ပိုကောင်းလာတဲ့အတွက်ကိုတိတိတသားကျွန်တော်တို့ Intel နဲ့ရှင်းလိုက်လို့ရှိရင်သူရဲ့ battery life က20 to 40% ကိုပိုပြီးတော့အားခံလာတယ်ဆိုတော့ကျွန်တော်တို့ဒီ laptop ကိုယူသွားပြီးတော့ကျွန်တော်အပြင်မှာအလုပ်လုပ်မဲ့သူတွေ battery နဲ့ဒီလုပ်ငန်းဆောင်တာတွေလုပ်မဲ့သူတွေအတွက်ကိုပိုပြီးတော့ဒီသူကစဉ်းစားတဲ့အားသာချက်တစ်ခုလိုတော့ဖြစ်လာတယ်ဗျာဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော် cooling system အပူချိန်ပိုင်းမှာကကျတော့ကျွန်တော်ဒီ Intel ထက်တောင်မှသူကရင်မောင်းတန်းနိုင်အောင်တော့မကောက်ဘူးပေါ့ဗျာ Intel ထက်ဆိုတာထက်ကို Intel နဲ့ရင်မောင်းတန်းနိုင်တာလည်းပေါ့ဆိုတော့တချို့ model တွေမှာတော့ဒီ Ryzen ပိုပြီးကောင်းနေတယ်တောင်ရှိတယ်ဗျဆိုတော့တာမန်ထိန်းချုပ်မှုအပိုင်းမှာလည်းသူကပိုကောင်းလာတဲ့အတွက်ကိုစက်မဟမ်းမဲ့နဲ့ကျွန်တော်တို့ဒီလုံလာနိုင်တဲ့အတွက်ကိုဒီ set ဒီ hand ပိုင်းညာကျွန်တော်ပူစရာမလိုတော့ဘူးပေါ့ဗျာနောက်တစ်ခုကကျတော့ကျွန်တော်ဒီ price of value ပေါ့ဒီကျွန်တော်ပေးရတဲ့ဈေးနှုန်းထက်ကိုပိုသားတဲ့ performance ကိုလည်းရမယ်နောက်တစ်ခုကဒီ budget တမျိုးနဲ့high end ဒီစက်ကောင်းကောင်းလိုချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင် AMD Ryzen ကရွေးချယ်တဲ့အရာတစ်ခုလိုတော့ကျွန်တော်တို့သုံးသပ်တွေ့ရတယ်ဗျဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီ AMD ကိုဘယ်လိုတွေကဝယ်သင့်တာလဲဘယ်လိုလူမျိုးတွေသုံးသင့်တာလဲပေါ့နော်ဆိုတော့ကျွန်တော်ဒီ video editor တွေဒီ graphic designer ဒီ render ကိုမြန်မြန်ပြီးကျင်တဲ့သူတွေနောက် 3D ဒီ AutoCAD သမားတွေနောက်ဒီ Blender user တွေနောက်တော့ကျွန်တော်ဒီ heavy 3D modeling သမားတွေပေါ့နော်နောက်တစ်ခုကဒီကျွန်တော်ဒီ software developer တွေနောက်တစ်ခုက coding နဲ့ဒီ compile လုပ်တဲ့အခါမှာအချိန်ကုန်တာကိုနည်းတတ်တာကျတဲ့သူတွေအချိန်မကုန်ကျင်တဲ့သူတွေပေါ့နောက်တစ်ခုကကျတော့ဒီကျွန်တော် gaming နဲ့ streaming ပေါ့ဒီ game zone နေတဲ့ live လွှင့်ကျင်တဲ့လူတွေဒီလိုလူမျိုးတွေဆိုရင်တော့ AMD Ryzen ကလုံးဝရွေးချယ်တဲ့တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော် model comparison လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် Ryzen 3ကိုဘယ်လိုလူတွေအတွက်တင်တော်လဲဆိုတော့ဒီရုံးသုံးလုပ်ငန်းသုံးတယ်ကျွန်တော်ကျောင်းစာတွေအတွက်ကို light test လုပ်မယ်ဆိုရင်တော့ Ryzen 3ကအသင့်တော်ဆုံးပဲ Ryzen 5ကကျွန်တော် gaming နဲ့ဒီ general editing တွေအတွက်ဆိုလို့ရှိရင်တော့ balance choice လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ Ryzen 7ကကျတော့ကျွန်တော်တို့ဒီ professional gaming ဒီနောက် professional design နဲ့ဒီ heavy multitasking တွေအတွက်ဆိုလို့ရှိရင်တော့သူ performance ကင်းမယ်ဗျာဆိုတော့နောက်တဲ့ဒီ Ryzen 9ပေါ့ Ryzen 9ကကျတော့ကျွန်တော် extreme editing နဲ့ကျွန်တော်ဒီ workstation တွေအတွက်ကိုသူက the beast လို့တော့ပြောလို့ရတယ်ဆိုတော့အနည်းချုပ်ရမယ်ဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ကကိုယ့်အလုပ်က performance များများလေးလိုမယ် battery ကြလည်းခံရမယ်ဈေးနှုန်းကလည်းတန်ရမယ်ဆိုတဲ့လူမျိုးတွေဆိုလို့ရှိရင်တော့ဒီ AMD Ryzen ကိုရွေးချယ်လိုက်ပါလို့ကျွန်တော် Tensy Test Show ကနေရေးကြံပေးခြင်းပါတယ်ဆိုတော့ဒီဗီဒီယိုလေးက laptop ဝယ်တော့မယ်လို့စဉ်းစားနေတဲ့သူတွေအတွက်အထောက်အကူဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့လက်ရှိ AMD သုံးနေတဲ့လူတွေကလည်းမိမိဒီ AMD သုံးနေတဲ့လက်ရှိ AMD ကဘယ်လို performance တွေရှိလဲဆိုတော့လည်းကျွန်တော်ဒီဗီဒီယိုလေးရဲ့ comment မှာလာရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်